အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ review လုပ်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ PMCL Grand Final နောက်ဆုံးနေ့ရဲ့နောက်ဆုံးပွဲ Miramar မှာဖြစ်ခဲ့တဲ့အဖြစ်ဖြစ်ပါအမှတ်တိတ်မကွာပဲအစစ်နှစ်မှာကတ်လိုက်နေတဲ့ဖိလစ်ပိုင်အသင်း Hive က YG ရဲ့ landing ကိုလိုက်ဆင်ပြီး YG ကိုထူးဆွန်းဖြစ်အောင်ချန်ပီယံမရအောင်ဖြုတ်ချဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ပရိသတ်ကြီးတို့သိကြတဲ့အတိုင်း YG ကတော့ကမ္ဘာချန်ပီယံဆိုတဲ့ဂုဏ်ပုတ်နဲ့အညီသူတို့ကိုအဲ့လိုလှုပ်ချင်တယ်လာလှုပ်လို့မရဘူးဆိုတာပြသသွားခဲ့ပါတယ်ဒီနေ့မှာတော့ IGM Mr. Smile ကဘလို့ mind game တွေဘလို့နီးပြွားရတဲ့ hype ကိုကိုရှုကိုပတ်အောင်လုပ်ခဲ့တယ်လေသူတို့ရဲ့အနောက်ရှက်တွေကို link မှာရှိဘလို့ control လုပ်လင်း hype ကိုကန်ထုတ်ပြီး champion title ကိုအရယူသွားခဲ့လဲဆိုတာအသေးစိတ်ပြောပြသွားမှာပါခင်ဗျပွဲဆက်စားခြင်းလီရင်လမ်းကြောင်းမှာကလေးက hype ရဲ့ euro ချက်ကရှင်းနေပါတယ်သူတို့ဟာပုံမှန်စင်းနေချန်နေရ Picaro ကိုမတွားပဲ YG ရဲ့အင်ကွင်းဖြစ်တဲ့ Elpozo ကိုလိုက်ဆင်းခဲ့တာပါဒါဟာ e-sport မှာအဆိုးဆုံးဖြစ်တဲ့ griefing လုပ်ဖို့ကြိုးစားတာပဲဖြစ်ပါတယ်ပွဲထဲမှာတော့ YG ကသူတို့ကိုဘယ်အသင်းကလိုက်ဖြတ်တယ်လဲဆိုတာကိုမသိရပါဘူးအဲ့ဒါကိုသိချင်လို့သူတို့ရဲ့အသင်းသား Romeo ကိုလိုက်ဖြတ်တဲ့အသင်းတော့လိုက်ပြီးဆင်းခဲ့ပါတယ် Romeo ကလည်းအသေးခံပြီးဘယ်အသင်းလဲကြီးလိုက်တဲ့အခါမှာတော့ဒုတိယနေရာကအသေး Hive ဖြစ်နေပါတော့တယ်ဆိုတော့ထိတ်ဆုံးကဥဆောင်နေတဲ့ YG က battle မဆိုင်တော့ပဲအလိမ္မာသုံးပြီးရှောင်ပါတော့တယ်ဒါပေမဲ့ဒီနေရာမှာ Mr. Smile ရဲ့ဥဆောင်မှုကစကားပြောလာပါတယ်ရန်သူကကိုယ့် channel ထိလိုက်နှောက်ချက်လာတဲ့အခါစိတ်မလောပဲ passive aggressive ပုံစံနဲ့အရင်လူဖို့နဲ့အနေအထားကိုစောင့်ကြည့်ဖို့အသင်းသားတွေကိုထိန်းချုပ်ခဲ့ပါတယ်Hive အသင်းဟာ YG ကိုအစောကြီးတိုက်ခိုက်ပြီးအမှတ်ဖြတ်ဖို့စူးစမ်းခဲ့ပေမဲ့ Mr. Smile ကသူတို့ကိုပြန်ပြီးထောင်ချောင်းဆင်ခဲ့ပါတယ်။မြေပုံရဲ့အသာစီးရတဲ့အနေအထားတွေကိုအမြန်ယူပြီး Hive ကိုလက်ပတ်ဆွဲခေါ်သွားခဲ့တာပါ။ဒီနေရာမှာကြည့်မယ်ဆိုရင် Smile တယောက်တည်းက compound တစ်ခုမှနေပြီး Hive တွေကိုဖန်တန်ပေးပြီးမြားခေါ်ခဲ့ပါတယ်။ Hive ကလည်း YG ဆိုရင်အမဲဖြတ်ချင်တာဆိုတော့ Smile ရှိတဲ့ compound ကို dive လာပါတော့တယ်။ Smile ကလည်းလင်းလင်းမြင်မြင်ပဲသူ့ compound နဲ့မနီးမဝေးက low ground compound ကိုဆင်းပြေးပါတော့တယ်။အဲ့ဒါနဲ့ Hive တွေကလည်း Smile နောက်ကိုအတင်းဆက်လိုက်ပါတော့တယ်ဒါပေမဲ့ Hive တွေမသိခဲ့တာကသူတို့ဝင်လိုက်တဲ့ low ground compound ကထော့ပေါက်မရှိဘူးဆိုတာပါပဲ။ဘာလို့လဲဆိုတော့သူတို့ compound ရဲ့ညာဘက်မှာ NGZ ရှိနေပြီးဘယ်ဘက်မှာ YG ကပိတ်ဆောင်နေလို့ပါပဲ။အခြေအနေကိုရိမိသွားတဲ့ Hive က compound ကနေ Smile လိုမျိုးကားနဲ့ထွက်ပြေးကိုစူးစမ်းပေမဲ့အချိန်မမီတော့ပါဘူး။သူတို့ညာဘက်ကဖိလစ်ပိုင်အသင်းထိတဲ့ NGZ ကကားကိုပစ်ခွဲလိုက်တဲ့အခါ Hive ဟာမရှိမလားဇာသိမ်းသွားရပါတော့လေ။ Hive အသင်းသားတွေဟာ YG ကိုလက်ရကူရမယ်အထင်နဲ့လိုက်ရင်လမ်းကြောင်းပြောက်ပြီးကိုရှုကိုပတ်သွားဟဲ့လားဖြစ်ပါတယ်။ကမ္ဘာအဆင့်ကစားသမားတွေရဲ့ gun power နဲ့ Mr. Smile ရဲ့ decision making ပေါင်းစပ်လိုက်တဲ့အခါမှာတော့တစ်ဖက်က Hive အသင်းဟာ YG ကိုဖျက်ဖို့နေတာကိုယ့်အသက်ကိုယ်တော့မနှဲလွတ်နေရတဲ့အခြေအနေဖြစ်သွားပါတယ်။သူတစ်ပါးကိုဖျက်လို့ဖျက်ဆီးလုပ်ချင်တဲ့သူတွေဟာကိုယ်တိုင်ပဲအရင်ဆုံးပြုတ်ထွက်ရတယ်ဆိုတော့တာတကကို YG ကလက်တွေပြတ်တိုက်ခဲ့တာဖြစ်ပါတယ်။ Hive ကိုရှင်းထုတ်ပြီးတဲ့နောက်မှာတော့ YG အတွက်လမ်းကြောင်းကပွင့်သွားပါပြီ။အစောပိုင်း fight ကြောင့် healing နဲ့လွတ်တွေနဲပါခဲ့ပေမဲ့ Mr. Spike ကကြံရှိတဲ့အသင်းသားတွေကိုအကောင်းဆုံးဇုံထဲဝင်ရောက်စေပြီးလိုအပ်တဲ့အမှတ်တွေကိုစုဆောင်းနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အမှတ်ပေးစရာရဲ့ထိဆုံးမှာရက်တည်ရင် PMC ရဲ့ champion ဆုကြီးကိုမြန်မာနိုင်ငံအတွက်ဂုဏ်ယူစွာနဲ့ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါဟာ Mr. Smile ရဲ့ဥဆောင်မှု YG ရဲ့မရောတော့ဇွဲလုံးနဲ့ပရိသတ်တွေရဲ့အားပေးမှုကြောင့်ရရှိခဲ့တဲ့အောင်မြင်မှုပဲဖြစ်ပါတယ်။အခုလို PUBG Mobile နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအငဲတင်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါဘူးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်